အားမင်္ဂလာပါခုကျွန်တော်တို့ကိုလိုင်းဂျိုမာလာဆိုတဲ့တခြင်းကိုကျွန်တော်စတင်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီတခြင်းရဲ့မှာဆိုရင်ကျွန်တော်တို့ဒါမှတ်ကမှာက intro ရှိမယ်ပြီးတော့ A ဘိုက်ရှိမယ် B ဘိုက်ရှိမယ်အဲဆိုလိုနေရာမှာကျတော့သူက B ဘိုက်ကိုပဲပြန်တီးပါတယ်အဲ့တော့ကျွန်တော်တို့လေ့ကျင့်စရာကအပိုင်း၃ပိုင်းဖြစ်နေမှာပေါ့ဒါပဲရှိမှာပေါ့နော်အဲ့တော့ပြန်ပြောမယ် intro ရဲ့ A ဘိုက်ရဲ့ B ဘိုက်ရဲ့ဆိုလိုနေရာကဘာတီးရလဲ B ဘိုက်ကိုပြန်တီးပါလားပြီးရင် intro တီးရဲ့ A ဘိုက်တီးရဲ့ B ဘိုက်တီးရဲ့ B ဘိုက်ကိုဆိုလိုတီးရဲ့ပြီးရင်ကျွန်တော်တို့ A ကိုပြန်တီးမယ်နှစ်ခေါက်တီးမယ်အစမှနှစ်ခေါက်ပဲเนาะပြီးတော့ B တစ်ခေါက်နဲ့တိတ်မယ်နောက်ဆုံးမှာ intro နဲ့တိတ်မယ်အဲ့တော့ဒါက note သဘောတဘာဝကိုခြုံငုံရှင်းပြတာပေါ့ပြန်ပြောမယ် intro တစ်ခေါက်တီးလိုက်တယ်ပြီးရင် A ဘိုက်နှစ်ခေါက်တီးရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ repeat ပြလာတယ်ပြီးတော့ B ဘိုက်ကိုတစ်ခေါက်ဆိုမယ်တစ်ခေါက်တီးမယ်ပြီးရင်ဘာလုပ်မလဲ A ကနေပြတ်သွားမယ်နှစ်ခေါက်ပြီးရင် B ကိုတစ်ခေါက်ပဲတီးမယ်ပြီးရင် intro နဲ့ file ပါမယ် intro ပြန်တီးပေါ့เนาะဒါပဲပေါ့ကဲအဲ့တော့ကျွန်တော်တို့စပြီးတော့လေ့လာကြည့်အောင် तू ကသူ့ရဲ့ intro ကို तू ကဂီတာသံနဲ့တုံးတာတယ်ဂီတာသံပေါ့เนาะအဲ့တော့ကျွန်တော်တို့စတင်ပြီးတီးကြည့်အောင်ဒါသူ့ရဲ့ intro မှာသုံးထားတဲ့ melody ပေါ့အဲ့ဒါကိုကျွန်တော်တို့က left finger တွင်အနေနဲ့တွက်ချက်ပြီးတော့တီးရမယ်ဒါမှသာဒီသင်တန်းသားကအဆင်ပြေမှာပေါ့ level 3 level 4 level 5ဆိုရင်တော့ကျွန်တော်ဒီလောက်ကြီးရှင်းပြမှာမဟုတ်ဘူးဒီချင်းကိုတော့ကျွန်တော်တို့ဒါ level 2လောက်ပုံစံရှင်းပြမှာပေါ့နော်ဒါကိုကျွန်တော်တို့ level 5မှာထည့်ရမယ်ဆိုရင်ကျွန်တော်ခုနကတီးပြတဲ့တစ်ခေါက်နဲ့ရင်ကျွန်တော်က video ကိုရပ်လိုက်ပါဒါဆိုသူတို့တက်ကြတော့မလိုဘူးလေသူက note ဖတ်တတ်နေတာပေါ့နော်left finger ရပါရှင်းပါကဲစမယ်အဲ့တော့ကျွန်တော်ဘယ်လိုတီးစီခြင်းလဲဆိုတော့အမှန်တကယ်တော့တက်ပြီးရှုပ်တယ်အဲ့တော့ကျွန်တော်ဘာလို့လဲဆိုတော့ re ကိုကျွန်တော်လက်ညှိုးနဲ့ပဲစမယ်တန်ဖိုးက re do do mi re do ကြည့်မယ်1 2 3 4ရှင်းဆုံးတစ်ချက်မှာ re do စက္ကန့်တစ်ချက်မှာကျတော့အဲ့ do ကမတီးဘူးအထိမှမတီးဘူးအကြွမှာတီးတယ် re do do ဟော mi ကလည်းအကြွပဲအဲ့တော့ re do do mi re do ကအိတ်နို့အဲ့တော့အိတ်နို့အကြွ do အကြွ mi re do အိတ်နို့1 2 3 4ရှိတယ်1 2 3 4 re do do mi re do လက်ကိုကြည့်မယ်ဆက်ပြောမယ်1 2 3 4ချက်တော့နေပြီ1 2 3 4မညီဘာမှလုပ်လို့မရဘူး level 1ကသင်ခန်းစာတွေကိုပြန်ကျင့်ရမယ်เนาะတော်တက်သင်ခန်းစာတွေပေါ့ဒါကိုလည်း level 2အစမှာကျွန်တော်သင်ခဲ့တဲ့ဟာတွေပေါ့ကဲဘာနဲ့ဒီမလဲလက်ညှိုးနဲ့စပါပေါ့တက်ကရွှေ့ရမလို့နောက်တစ်ပတ်ကျတော့ရွှေ့မယ်တီးလာကိုပြောဒီမဲ့ဆိုတော့လက်ညှိုးလက်မလက်ကလေးလက်ညှိုးလက်မအဲ့လိုလက်ကစဒါမျိုးတီးလိုက်ရင်တော့နှစ်ပါးလာပြီးရပြီးရင်ဒါလည်းတမျိုးရတာပဲဒါပေမဲ့ကျွန်တော်လက်ကိုဒီလိုလေးရွှေ့တာလေးတွေကိုဒီမှာတီးစေချင်တယ်ဒါကြောင့်ပြန်ပြောမယ်နော်လက်ကြွယ်နဲ့စားလိုက်ရင်နှစ်ပါးစာကအော်တိုဖြစ်ရှင်းမိသားတွေ့လားဒီဘက်ကျမှဟိုမှာတတိယဘားမှာကလားဆိုကြတော့ဒီမှာသူကသူတို့ဖြစ်နေမှာဆိုလို့အဲ့တော့ကျွန်တော်တို့အခုတော့ကျွန်တော်ဒါလေးရေးစီခြင်းတဲ့အတွက်လက်ပြီးအလိမ်လေးနဲ့တွားတာလေးတွေကိုရေးစီကျွန်တော်ဒီလိုရှင်းပြမယ်နော်ရှားသွားပြီအဲ့တော့second bar ပေါ့နော်ဒုတိယ bar ကိုတီးဖို့အတွက်တီလာဒိုတီလာခုနအတိုင်းပဲအိမ်နိုအကြွာလာအကြွာဒိုတီလာအိမ်နိုတီလာဒိုတီလာဒိုတီလာ
ဒိုတီလားလောက်ကိုပဲကြည့်တော့ရေဒိုဒိုမီရေဒိုကြော်လိုက်ပေါ့လက်ညိုးလက်မအဲ့တော့လက်မတီရောက်သွားပြီဆိုရင်အော်တိုလက်ကလေးကဒီမှာရှိသွားပြီနောက်ပြီးတော့အားလုံးဘားနှစ်ပါးရသွားပြီရှေ့ကနှုတ်တံမှုနဲ့တူတာဖြစ်တဲ့အတွက်ဒီကောင်ကိုတော့ကျွန်တော်တို့နှုတ်တံမှုတော့မပြတော့ဘူး1 2 3 4ရပါတော့ကဲနောက်ပိုက်ဆက်ခုနတိုင်းပဲအဲ့ဒီမှာဒိုးတိလာဒီမှာပြီးသွားတယ်တတိယဘာမှလည်းလာနေပဲစားတယ်ဒါပေမဲ့အဲ့လာကိုကျတော့လက်မပြီးတော့လက်ညိုးကြီးလိုက်ဘာလို့လဲဆိုတော့ကျွန်တော်အမြဲတမ်းသုံးနေကြပါတော့ဒီလက်ကိုထပ်ပြီးတော့ယူရတဲ့ပုံစံလေးကိုသိစေချင်လို့ဒီလက် position နဲ့ရှင်းပြတာပါအမှန်တကယ်ပို့လွယ်တာကဒါကပို့လွယ်တာဒီတော့ပါပြောင်းမှရင်းစီတူပဲဆိုရှင်းမှဒီလိုလက်အလင်လေးတွေရပါပို့ကောင်းတာပေါ့နော်စပါနော်ဒီပါကြီးဒုတိယပါဟောပေါ့တတိယပါလာတော့မှဖြစ်တဲ့အချိန်မှာအဲ့လက်မနေရကိုလက်ညှိုးဝင်လိုက်လက်ညှိုးဝင်လိုက်မယ်နော်ဒီတန်ကတ်တတိယပါလာတော့မယ်ဝင်မယ်လက်ညှိုးအဲ့ဒါဆိုရင်အော်တိုလက်ကလေးကတီးပြသွားတယ်သုံးပါရသွားပြီအဲ့ဒါလည်းရှေ့ဟန်တယ်လို့ပဲလာဆိုအိမ်နုတ်အကြွဆိုအကြွတီးလာဆိုအိမ်နုတ်အဲ့တော့သုံးခုလုံးကနှုတ်တံပိုးကတူနေတယ်နော်နှုတ်တံပိုးကတူနေတယ်နော်ဒါပြောမယ်ဒီမှာနော်အဲ့လက်မနေရကိုဝင်လိုက်တယ်နော်ညို့ရောပေါင်းနေကြရ1 2 3 4အဲ့ဒီမှာဆိုပါတော့ ਨੇ စရုပ်ကဘာကလဲဆိုပဲပြန်လာပါအဲ့တော့လက်ကလေးဝင်လာအဲ့ဒါကြတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာမီယိုတီးချင်လို့နှုတ်ကမီးပါနေတော့အဲ့ပါမှာဒီမှာဒီလိုယူမယ်နော်အဲ့ပါခတ်မယ်နော်ဆိုဖာမီဖာဆိုလာလက်ကလေးလက်ညိုလက်မလက်ညိုလက်ကလေးလက်မဘာလို့အဲ့လိုယူလဲဆိုတော့နောက်လာမဲ့၅ပါးမြောက်ကမို့အရင်စီပြေသွားကြတော့နော်ဆိုဖာမီပါဓမ္မလည်းညိုဓမ္မတိရဒီလိုပဲအိno have no ဆိုတာနှုတ်တလုံးကရိုက်ချက်နှစ်ချက်စာတန်ဖို့နော်ပြန်ပြောမယ်ဝင်ပြီနော်အဲ့လက်မနေရကိုဝင်မယ်လက်ကလေးဆိုဖာမီပါဆိုလာဒီကိုဒီမှာတီးလိုက်ရတာပဲဆရာတို့ပြောရတာပေါ့မတီးရလေနောက်တော့ခတ်သွားပြီလားတီလာတီဒိုရီဒါမျိုးတွေဖြစ်သွားတော့မယ်ဆိုဖာမီပါဆိုလာလက်ကလေးလက်ညိုလက်မလက်ညိုလက်မလက်ညိုပြီးသွားပြီပေါ့လက်ကလေးလက်ညိုလက်မလက်ညိုလက်မလက်ညိုဒီမှာနော်လက်ကလေးလက်ညိုလက်မလက်ညိုလက်မလက်ညိုလက်မဝင်လက်ညိုဝင်တီးလာတီရိုတွေပြီးပြီလေ7 6 7 1 2 7 6 7 1 ဟော7 6 7 1 2လက်ကကွက်တီပဲအဲ့ဆိုကျွန်တော်တို့၅ပါးသာကိုသဘောပေါက်ပါပြီအဲ့ပေါင်းကြည့်အောင်1 2 3 4sorry တော့ချက်လာလိုက်နော်အဲ့တော့အဲ့၅ပါး
ကိုပဲရက်ထားရအောင်ချင်းပေါင်းပြီးပေါ့ဆက်မယ်မီရီလာလာတီလာဒီလိုလက်ကကုန်နေပြီဟုတ်ပါဘူးဒီလာဒီလိုဆိုဖာတီလာဒီလာဒီလိုဆိုဖာတီသူကဒီနို့လက်တောင်းလာဆိုတော့ကိုလက်ကရွှေ့ပေးလိုက်ပေါ့လက်တန်းလက်ကျွဲလမဆိုဖာတီဒီကအကြွဆိုဖာတီနော်လက်တန်းလက်ကျွဲလမလက်ကလေးလက်ညူလမဒါကြတော့ကျွန်တော်မရွှေ့ဘူးလက်မတဲ့သဘောကသူကကားလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်လက်ကိုမရွှေ့တော့ဘူးเนาะလက်တန်းလက်ကျွဲလမလက်ကလေးလက်ညူလမရီမီဖီဆိုဒါဆိုတော့ကွက်တိဖြစ်အောင်လုပ်လိုက်မယ်အဲ့ရီကိုလမလာလိုက်တောက်တဲမကြောက်เนาะဘယ်ဘက်ချမ်းကော့ကြပြီတော့မှာနော်လမလက်ညူလက်ကလေးလက်ကျူပါဗျာလမလက်ညူလက်ကလေးလက်ကျွေးလက်တန်းလက်ကျွေးလမဒါဆိုရင်ကျွန်တော်တို့ဘာကိုးပါလုံးပြီးသွားတာပေါ့နော်အင်ထရိုလေးကိုပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်ဖြည်းဖြည်းထောက်ပြန်ကြည့်ပြမယ်နော်လက်ကလေးလက်ညူလမဆရာဒီမှာရေရှိနေတာပဲမလုံးနဲ့ဘာလို့ဒီမှာလက်တန်းကဒီမှာဖီဆိုတီယိုရှိတယ်ဖြစ်တဲ့အတွက်လက်မလာမရမင်းဖယ်ဆိုရဖီဆိုလာဆိုဒါဆိုရင်ကျွန်တော်တို့ intro လေးပြီးသွားပြီတော့အဲ့တော့ကျွန်တော်တို့ဒီ intro ကိုပါလုံးကိုပေါင်းလိုက်ကြရအောင်နော်1 2 3 4ရပြီလက်ဖို့ရှင်လဲမှန်တယ်နှုတ်တံပိုးလဲတိကျလို့ကိုထင်လာပြီဆိုရင်ပေါင်းတီးလိုက်တံပိုးကတော့ဒီချင်းကိုကျွန်တော်106ရေးပြကြတာပေါ့ဒါပေမဲ့ကိုမနိုင်ရင် short လေးရတယ်ရှားသွားပြီဆိုရင်106ကိုတစ်ဖြည်းဖြည်းနဲ့တိုးသွားမယ်နော်ဒီကြည့်အောင်နော်ဆွဲလိုက်ပေါ့မှတ်တရရင်းနဲ့ရှိတယ်ဒါဆိုရင် intro ပြီးသွားပြီပေါ့ကျွန်တော်တို့အပိုင်း2မှာကျွန်တော် A ဘိုက်ကိုဆက်လက်ပြီးရှင်းပြမှာဖြစ်ပါတယ်เนาะ